ကျမဒီနေ့မျှဝေပေးချင်တာကတော့ထာဝရကုသိုလ်6မျိုးအကြောင်းပဲဖြစ်ပါတယ်။ကဲဘာတွေလှူလို့ရှိရင်ကျမတို့ထာဝရကုသိုလ်ဖြစ်မလဲဆိုတာကိုကျမတို့ကြည့်လိုက်ကြအောင်။နံပါတ်1ကကျမတို့ကအယံဥယျာဉ်စိတ်ပြုတ်ခင်းလို့ခေါ်ပါတယ်။အယံဥယျာဉ်ပေါ့နော်။အယံဥယျာဉ်ဆိုတာကဘာတွေပြုတ်မလဲဆိုလို့ရှိရင်လူတွေကိုအကျိုးပြုတဲ့စားလို့ရတဲ့ပြောင်းဖူးတို့ဥပမာပြောင်းဖူးတို့ဖျားတင်လို့ရတဲ့ပန်းတို့စပီတီတို့အမျိုးမျိုးရှိတာပေါ့နော်အဲ့ဒါတွေကိုစိတ်ပြိုးတာကိုကျမတို့ကအယံဥယျာဉ်စိတ်ပြိုးခရင်လို့ခေါ်ပါတယ်နောက်နံပါတ်2ကကြလို့ရှိရင်ကျမတို့တိတ်ပင်စိတ်ပြိုးခြင်းဖြစ်ပါတယ်တိတ်ပင်စိတ်ပြိုးတယ်ဆိုတာကဥမာနှစ်ရှည်တီးပင်နေဥမာသူများတွေသွားလမ်းမှာသွားလို့ရှိရင်ရိတ်ခိုလို့ရအောင်အဲ့လိုမျိုးမကြီးပင်တို့တရက်ပင်တို့ညောင်ပင်ကြီးတို့အဲ့လိုမျိုးတိတ်ပင်ကြီးကြီးတွေကောက်ကိုပင်တွေအဲ့လိုမျိုးလူသားအကျိုးပြုဖို့နော်အဲ့လိုအကြီးကြီးတွေတိတ်တပင်ကောင်းငှက်တောင်းဆိုတဲ့စကားပုံလေးရှိတယ်မဟုတ်လားအဲ့ဒီတိတ်ပင်တွေကိုအကြောင်းပြုပြီးတော့ငှက်တွေလေအဲ့လိုမျိုးပြုတ်ချင်းမြူးထူးပြီးတော့နေနိုင်အောင်ပြီးကြတော့ခရီးပန်းလာတဲ့လူတွေခရီးလာတဲ့အပန်းဖြေနောက်ကိုနိုင်အောင်အဲ့လိုမျိုးတိတ်ပင်စိတ်ချင်းဖြစ်ပါတယ်နံပါတ်3ကကြလို့ရှိရင်ကျမတို့ကဘာလုပ်လဲဆိုလို့ရှိရင်တရားထိုးပေးခြင်းဖြစ်ပါတယ်ဥမာကားသွားလမ်းတရားလေးဂုတ်တော်တရားလေးပေါ့နော်လမ်းတရားလေးလုပ်ပေးတာလူသွားလူလာအဲ့လိုမျိုးကြောက်တွေပါတယ်ကြောက်ကပါးတွေရှိနေတဲ့လမ်းတွေမှာအဲ့ဒါကိုကျမတို့ကပြုပြင်မွမ်းမံပေးတာကားသွားလို့ရအောင်လမ်းတွေမှာရှင်းခွက်တွေမဖြစ်အောင်ရှင်းခွက်တွေကိုဖို့ပေးတာအဲ့ဒါကိုကျမတို့ကတရားခင်းပေးတယ်လို့ခေါ်ပါတယ်နံပါတ်4ကကြလို့ရှိရင်ကျမတို့ကရိုးစင်တေတာဖြစ်ပါတယ်ရိုးစင်တေတာဆိုတာကမြန်မာလူမျိုးတွေယဉ်ကျေးမှုနဲ့လေကြိုက်ညီပါတယ်ဗျာဆိုလို့ရှိရင်ရေတော့ကကျမတို့ငငယ်တော့ဆိုလို့ရှိရင်လမ်းဘေးအဲ့လိုမျိုးရွာလေးမှာဆိုလမ်းဘေးရေဟိုးစင်နေအဲ့လိုမျိုးသူများတွေလူကြရလေအခုကတော့ယောဂတွေလည်းအမျိုးမျိုးဖြစ်နေတာဆိုတော့လမ်းဘေးရေဟိုးစင်ကကြလို့ရှိရင်သူတောက်ကိုတားရဲ့ကြတိတ်အစင်မပြေတော့တချို့ငွေကြည့်ပြည့်စုံတဲ့လူတွေဆိုလို့ရှိရင်လို့ရေတပ်ဘူးတွေကန်းနာပေါ့နော်ရေကကြလို့ရှိရင်လူတယောက်ရဲ့စိတ်ကိုအရန်ကိုကြည်လင်စေတာပေါ့နော်ဘယ်နေရာပဲလာရမ်းမပင်ပန်းနွမ်းနေတာပဲဖြစ်ရေလေးတစ်ခွက်တောက်လိုက်ရမယ်ဒါပေမဲ့မျက်နှာလေးတိတ်လိုက်ရမယ်ဆိုလို့ချင်းလူရဲ့စိတ်ကလန်းဆန်းသွားတာပေါ့နော်အဲ့လိုမျိုးလမ်းမေးရိုးစင်တည်တာပဲဖြစ်ပါတယ်နံပါတ်5ကဘာလဲဆိုလို့ချင်းကျမတို့ရေတွင်းရေကန်ပေါ့နော်ဥမာရေတွင်းရေကန်ရေချပါတဲ့နေရာတွေမှာကျမတို့ရေတွင်းရေကန်တူးဖို့ပေးတာပဲဖြစ်ဖြစ်ရေတွင်းရေကန်ကုသိုလ်လောက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးရေအကျိုးစေပါလေနော်ရေအကျိုးစေပါအဲ့လိုမျိုးရေတွင်းရေကန်လောက်ပေးတာဖြစ်ပါတယ်နံပါတ်6နောက်ဆုံးအချင်းကတော့ကျမတို့ဇရက်ပေါ့နော်အစာအုပ်တွေစောက်လူတာဇရက်တွေလမ်းလူသွားလူလာတဲ့လမ်းလူသွားလူလာများတဲ့လမ်းမှာလိုမျိုးအမိုးအကာမရှိတဲ့ဇရက်တွေပေါ့နော်အဲ့လိုမျိုးစောက်လူတာအဲ့ဒါကြလို့ရှိရင်ကျမတို့ထာဝရကုသိုလ်6မျိုးဖြစ်ပါတယ်ကဲထာဝရကုသိုလ်6မျိုးကိုကျမတို့နောက်တစ်ချိန်ထပ်ပြပေးပါမယ်နံပါတ်1ကကျမတို့အယံဥယျာဉ်စစ်တာဖြစ်ပါတယ်နံပါတ်2ကတစ်ပင်စစ်တာဖြစ်ပါတယ်နံပါတ်3ကကြလို့ရှိရင်ကျမတို့ဘာလို့လဲဆိုလို့ရှိရင်တရားထိုးတာဖြစ်ပါတယ်နံပါတ်4ကကြလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ရေဦးစင်တေတာဖြစ်ပါတယ်နံပါတ်5ကရေတွင်းရေကန်တူတာဖြစ်ပါတယ်နံပါတ်6ကကျမတို့ဆောက်တာဖြစ်ပါတယ်ကဲဒီကုသိုလ်တွေကိုပြုတာနဲ့ကျမတို့ထာဝရအစေအဆက်ပေါ့နော်သူကရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီပစ္စည်းတည်တတ်နေတဲ့ရွေးကျမတို့ထာဝရကုသိုလ်ရရှိနေမှာဖြစ်ပါတယ်ကဲအားလုံးထာဝရကုသိုလ်တွေကိုပြုနိုင်ကြပါစေလို့ကျမဒီနေ့ကနေပြီးတော့ဆုတောင်းလိုက်ပါတယ်အားလုံး